ကဲအားလုံးပဲနော်အားလုံးပဲမင်္ဂလာပါမျိုးတွေကဲအားလုံးပဲ live လေးကိုအားလုံးပဲအစအဆုံးကြည်သွားမယ်နော်အားလုံးပဲပြောချင်တာကတော့ဘာလဲဆိုတော့ကျွန်တော်တို့နော်ဒီနေ့အားလုံးပဲဒီနေ့ကတော့ငါးကိုယ်ငါးမတွေရဲ့ဒီနေ့ပြောမယ်ဆိုရင်ဗျာနော်ဘာမှငါးကိုယ်ငါးမတွေဟိုတစ်ပတ်ခုနပြောပဲတစ်ပတ်လုံးခုနပြောပဲပြောရလာလေးတွေရှိတဲ့သူတွေမရလာတဲ့သူတွေအဲ့လာလေးစိတ်တွေခဏလေးထုတ်လိုက်နော်ကျွန်တော် live လွှင့်တာအခုပြောတာလေးကိုအားလုံးပဲ live လေးပြီးအောင်ကြည့်မယ်နော်အဓိကတော့ဗာလဲဆိုတော့ကျွန်တော်ပွင့်လင်းပြောပါကျွန်တော်နည်းနည်းလေးစိတ်ထဲမှာနည်းနည်းလေးပြောမယ်ဆိုရင်စိတ်ထဲမှာတိတ်ပြီးတော့မပြောတော့ဆိုတာတမရမဟုတ်ဘူးနော်ကျွန်တော်အကိုရီမတွေအားလုံးခုနပြောလို့ပဲဒီဟိုကျွန်တော်မနေ့ကတောက်ကြနေရောက်ပြီနော်တောက်ကြနေရောက်ပြီဆိုတော့ကျွန်တော်တို့မနေ့ပြန်မနေ့ညနှစ်စည်းကြံမယ်နော်နှစ်စည်းကြံပြီဆိုတော့ငါကိုရီငါမတွေတစ်စည်းအနည်းဆုံးပြောရမယ်နော်တခါပြောနှစ်စည်းလုံးလဲပြောရင်ပြောရမယ်နော်ဒါပေမဲ့တစ်စည်းအနည်းဆုံးပြောရမယ်လို့ကျွန်တော်ပြောတာဘာကြောင့်လဲဆိုတော့ကြာလာပြောက်ကြအောင်ကျွန်တော်ခုနပြောမယ်နှစ်ရက်လုံးခုနပြောသူပဲလွတ်တော်တာမရှိပါဘူးဟုတ်တယ်မလားကျွန်တော်တစ်စည်းသုံးပုံနှစ်စည်းကတော့ပြောရတာပဲအဲ့အတွက်ဒီညနေမှာဗာလဲဆိုတော့ကျွန်တော်စိတ်မကောင်းဖြစ်သွားတမရမဟုတ်အဲ့3.5နဲ့ပတ်သက်ပြီးွားရင်လေကျွန်တော်3.5နဲ့ကတပတ်စာ3.5ပဋိတ်တီကောအဲ့3.5ခုနပြောဩကွက်တီရောကျွန်တော်အားလုံးထုတ်ပေးပြီးသားနော်ဒါကိုကျွန်တော်ဂုံယူပြီးပြောမနေဘူးနော်ကျွန်တော်ခုနပြောပဲဒါတွေကိုလည်းကျွန်တော်ဂုံယူပြောနေရပါဆိုတော့ကျွန်တော်ပေးထားတဲ့ဟာလေးတွေရှိရဗျာအဲ့တော့ဒီနေ့လည်းကျွန်တော်3.5နဲ့ပတ်သက်ပြီးမနက်ကကျွန်တော်တင်ပေးပြီးသားနေကုံဟာကိုကျွန်တော်စိတ်တွေမနက်ကဘာလဲဆိုတော့မနက်ကနေကုံကိုကျွန်တော်ညက်နေရတော့အဲ့38ကလေခုနပြောသူပဲနေတိုင်းမှာလာပေးနေတာကိုယ်စိတ်ထဲမှာဗျာအဓိကစေတနာပေါ့ဗျာဒါကြီးလည်းပြောနေတော့ပါဘူးဒါကြီးလည်းပြောမနေတော့တီးတဲ့လူတွေတီးလိမ့်မယ်မတီးတဲ့သူတွေရတယ်နေပေါ့ဟုတ်တယ်မလားဘာလဲဆိုတော့ကိုယ်စိတ်ထဲမှာတော့ဒီညက်နေကိုဒါပြောမယ်ဆိုပြီးပူကောင်းတဲ့ဟာလေးကိုရွေးပေးမိတာပေါ့နော်ရွေးပေးတော့ငါကိုယ်ငါမခုနပြောမယ်ရမယ်ဟာလေးကိုမရလိုက်တော့စိတ်ထဲမှာကျွန်တော်မကောင်းနေတာနော်ပွင့်လင်းပြောတာဘာလဲဆိုတော့တခါကြီးကြိုက်လဲအဲ့လိုပဲဗျာဘာလဲဆိုတော့ကိုကလုတ်ပေးချင်တာပဲကိုကလုတ်ပေးချင်တာပဲကိုကနေရှေ့ကနေကြိုးစားပြီးတော့နော်အဓိကပြောမဲ့ဆိုရင်ထွက်လာမှတော့ဒါကဘာထွက်တယ်တာထွက်တယ်အဲ့လိုမျိုးလေကျွန်တော်ပြောချင်တဲ့သဘောတရားကိုပြောတာမဟုတ်ဘူးနော်ကိုကအကောင်းဆုံးပြမဲ့ဟာလေးကိုရွေးပေးတာခုနပြောခဲ့ထားခဲ့တာလေးကထွက်သွားတယ်ဘာလို့အဲ့3.5နဲ့ပတ်သက်ရင်ကျွန်တော်ခုနပြောသူပဲအများကြီးကျွန်တော်ရဲ့တပတ်စာကျွန်တော်ပြောပြမယ်အခွေနဲ့ပတ်သက်ဝိုင်းရင်9.2ခွန်အခွေရှိရဒီဘက်မှာ2ချိန်ထွက်သွားတယ်ဗရိတ်3.5ဗရိတ်အကုန်ထွက်တယ်3.5ပတ်တိအကုန်ထွက်တယ်အဲ့3.5ဩကွက်ပါသေးတယ်နော်ဒါပေမဲ့အဲ့လာကတော့ကျွန်တော်ခုနပြောသူပဲဒါကတော့လုတ်တဲ့သူခုနပြောသူပဲနော်လုတ်တဲ့သူရမယ်မလုတ်တဲ့သူမရဘူးပေါ့ဗျာဒါကတော့ကျွန်တော်ခုနမပြောမနေတော့ခုနကဒါပေမဲ့ကျွန်တော်စိတ်ထဲမှာကျွန်တော်ဒီနေ့မှာခုနပြောသူပဲမနှညလေးမှာငါကိုယ်ငါမာတာဝန်မကြီးဖြစ်သွားတယ်အဲ့ဒီပုံမှာကျွန်တော်မနှပြန်အားလုံးအတွက်နော်အားလုံးအတွက်ကိုကျွန်တော်ပြောပြပါပြီနော်ကန်ဆတ်အဖွဲ့ဝင်တွေလည်းအတူတူပဲနေလိုက်ကိုမားတွေအားလုံးအတူပဲကျွန်တော်ဒီလိုက်ထဲမှာလုတ်ပေးတင်တာလေးတွေကျွန်တော်တောက်ကြနေကိုလှုပ်ရမယ့်ဟာလေးတွေအားလုံးပဲလိုက်ထဲမှာကျွန်တော်ရွေးပေးမယ်နော်ပြီးသွားရတာကန်ဆာမျိုးတွေကတော့ကျွန်တော်ပြောစရာမလိုဘူးညလိုက်ထဲမှာတွေကနော်လိုက်ထဲမှာတွေကကျွန်တော်ညတွေကပြောပါနှိကင်းလိုက်ထဲမှာတွေကကျွန်တော်ပြောပြီးသားတောက်ကြနေကိုကျွန်တော်ရဲ့ကန်ဆာမျိုးတွေတနေ့ကုန်သားအတွက်ပတ်ပြီးကျွန်တော်ရွေးပေးမယ်တင်ကွက်ကျွန်တော်ထုတ်ပေးမယ်နော်မွေးကွက်တွေမွေးခွေတွေကတော့ပြောစရာမလိုဘူးနော်မွေးကွက်နဲ့မွေးခွေတွေစင်တွင်းကြရင်ကန်ဆာမွေးခွက်တွေမွေးထုတ်ပေးမှာနော်မွေးခွေတွေကခုနပြောသူပဲမလာပါနဲ့ဆိုတော့ထက်ကလာသွားတယ်တကယ်ပါနော်ဒါကတော့ခုနပြောပဲတကယ်ခုနပြောပဲအဲ့3.5မှာရလိုက်တဲ့သူတွေရှိပါတယ်နော်ကျွန်တော်တို့လာပြီးတော့ညီလေးခုနပြောပဲရတယ်မြောက်ဒါကတော့ကျွန်တော်စိတ်ထဲမှာကျွန်တော်ခုနပြောပဲ1ယောက်2ယောက်ပြောရတာကိုကျွန်တော်စိတ်ထဲမှာမကြိုက်ဘူးတကယ်ပြောတာပြောရင်လည်းအားလုံးတူပြောပဲเนาะအဲ့တော့ကျွန်တော်စိတ်ထဲမှာမနှက်ပြန်ဘူးအားလုံးပြောအောင်ကျွန်တော်စူးစမ်းပေးထားတယ်တကယ်လေးပြောမှာเนาะအဲ့တော့ဘာမှမပြောတော့လိုက်ထဲမှာ3.5ကို3.5ဝင်ရလိုက်တယ်တဲ့စိတ်တော်မကောင်းဖြစ်သွားတယ်ဗျာเนาะ3.5ထိလာတဲ့ဟိုစိတ်ထဲမှာမကောင်းတော့ကိုခုနပြောသူပဲเนาะလာပြီးမဲ့ဟာလေးတွေကိုရွေးပြီးထားတဲ့သားနဲ့ကိုကညက်နေစီကိုတွားကြိုက်တာဖြစ်တတ်ပါလေဖြစ်တတ်တာအရေးမကြီးဘူးကိုယ့်ရဲ့နောက်မှာကိုမိသားစုတွေရှိတယ်အဲ့ဒီအတွေ့ကိုစိတ်ထဲမှာထည့်ရတာเนาะအဲ့အတွက်တကယ်ပါအဲ့အတွက်ကတော့မနှက်ပြန်ဘူးမနှက်ပြန်ကိုကျွန်တော်ပတ်တီးပါ live ထည့်ပေးမယ်เนาะနေတိုင်းကိုတွေမတွေအားလုံးကိုကြိုက်တဲ့ပတ်တီးကိုစော့မနှက်ပြန်မနှက်ညတောက်ကြနေတိုင်းလာပေးနေတဲ့ပတ်တီးလုံးမိုင်းတွေရှိတယ်เนาะအဲ့ထဲကပတ်တီးလုံးမိုင်းနဲ့ကျွန်တော်အထူးအော်ကိုရွေးပေးမယ်ဟိုညာမှာအပေးနေပါတယ်ဆရာတပတ်စာပေးတာအကုန်ရတယ်ဝမ်းသာတယ်နော်လိုက်ထဲမှာလည်းခုနပြောပဲအဲ့3.5ကိုရားလိုက်တဲ့သူတွေရှိတယ်အပြင်မှာလည်းရားလိုက်တဲ့သူတွေရှိတယ်ကျွန်တော်လာပြောတဲ့သူတွေရှိတယ်ကျွန်တော်စိတ်မှာခုနပြောသူပဲကိုမရလို့ထိုင်ပြီးပြောနေတာမဟုတ်ရားတဲ့သူတွေအတွက်အားလုံးဝမ်းသာပြီးတာကျွန်တော်ခုနစကားတွေမှာတွေကပြောပြီးသားလေကျွန်တော်ကအားလုံးရတာပဲကျွန်တော်ကကြိုက်တာနော်တယောက်နှစ်ယောက်ခုနပြောပဲရားတဲ့သူတွေဝမ်းသာတယ်နော်ရားတဲ့သူဝမ်းသာတယ်တကယ်ဘာလို့ဆိုကိုရွေးချက်ပေးတာလေးကိုတလေးတစားလေးနဲ့လိုက်လုပ်တဲ့အပေါ်မှာနော်ပ
PD လေးဖြစ်ရတယ်နော်ဒါတကယ်ပြောဝမ်းလဲတာတယ်ဘာလို့နောက်ဘက်ကျရင်လည်းကျွန်တော်တင်ပေးပါမယ်နော်အဲ့လိုမျိုးလေးတွေခုနပြောလို့ပဲအဲ့လိုမျိုးလေးကျွန်တော်တင်ပေးမယ်တပတ်စာဗရိတ်လေးတွေအကက်လေးတွေဘာလို့တချို့ကြတော့လေအဖွဲဝင်ဟုတ်ပဲနော်အဖွဲကန်ဆာတာနဲ့ပတ်သက်မှာတချို့ကြောက်လေတိတ်နားမလဲဘူးဗျာနားမလဲဒါကတော့ခဏနားမလဲသူတွေကိုကျွန်တော်ပြော line ပေါ်မှာကြောက်တချို့ကြောက်လေနေ့တိုင်းကျွန်တော်တင်ပေးတာလေးတွေတပတ်စာပေးတာလေးတွေကိုလိုက်ပြီးတော့ရွေးချယ်ပြီးတော့စောရတဲ့သူတွေရှိတယ်နော်အဲ့လူတွေကိုလည်းကျွန်တော်ပြင်မထားပါဘူးနော်အဲ့လူတွေကိုလည်းကျွန်တော်ပြအခွေရောတပတ်စာတွေရောအကုန်ရတယ်တဲ့395 ကိုရတယ်ဟုတ်ကဲ့ပါဝမ်းသာပါတယ်မနေ့ပြန်လေအားလုံးအတွက်ထပ်ပြီးတော့ဝမ်းသာအောင်မယ်နော်တခါလေးပြောခဲ့ပြီ live ထဲမှာတွေက live စာတွေကကျွန်တော်ပြောပြီနော်မနေ့ပြန်ကျွန်တော် live တဲ့တည်တဲ့သူတွေအားလုံးပဲအတူတူပြောမယ်နော်အဲ့တော့ဒီနေ့နည်းနည်းလေး PD ဖြစ်ရင်မနေ့ပြန်မှာမနေ့များများလေး PD ဖြစ်မယ်ဟုတ်တယ်ငါးနားရညီလေးအဲ့အခွေတွေလည်းကျွန်တော်လုပ်ပြီးမှာနော်ကျွန်တော်ရဲ့ကန်ဆာမျိုးတွေအဲ့အခွေတွေလည်းထပ်လုပ်ပေးဦးမယ်နော်လောလောဆယ်ငွေကွက်တွေကိုလည်းလုပ်ပေးဦးမှာငွေကွက်ပြည့်ရမှာဒီဘက်80ပတ်ဒီ80တိပြောသေးရမလို့ဟိုထိုင်ပြီးတော့ကန်ဆက်တဲ့အမျိုးတွေနော်ဘာဖြစ်တဲ့ညာဖြစ်တဲ့ကျဲသိပ်ပြောမနေဘူးနော်တကယ်လုပ်တဲ့သူတွေအဖို့တကယ်ပြောရတယ်တကယ်လဲကိုလုပ်ပေးနေတာပဲလေဟုတ်တယ်မလားငွေကွက်ဆိုရင်လည်းပြောသေးရမလို့အခွေဆိုရင်လည်းပြောသေးရမလို့ဒါကကျွန်တော်ဘိုင်းဆိုအရင်တော့ဆိုရင်ကျွန်တော်ပြမယ်နော်အရင်တော့ဆိုရင်ကျွန်တော်မွေးနဲ့ပတ်သက်ပြီးတော့တိတ်ပြီးတော့နော်အရင်တော့ဗာလဲဆိုတော့ဗျာဒါကျွန်တော်နဲ့ဟိုအမြဲတမ်းလက်တွဲဦးတဲ့သူတွေရှိတယ်နော်တပတ်စာကျွန်တော်ပတ်တီးပေးတယ်ပြီးသွားပြီဒါတပတ်စာအတွက်နော်တကယ်လေအများကြီးလိုက်ဆော့သူရဲ့နည်းလို့ရှိရင်အခုနောက်ပိုင်းကဗာလဲဆိုတော့ထွက်လာလေးမှာပြည့်ပြီးတော့ထွက်လာတာတွေကအရင်လိုမဟုတ်တော့ဘူးဗျာသိရမလားဇာတို့ပဲကျွန်တော်တို့တရားကြီးခုနပြောလို့ပဲဟိုဒီဇိုင်းမတ်နဲ့လှုပ်လို့အဆင်မပြေဘူးအဲ့ဒါကျွန်တော်ခုနပြောလို့ပဲမွေးကန်းဆိုရင်လည်းမွေးစာတို့ဆိုရင်လည်းကျွန်တော်အကူတွေမားတွေအားလုံးမွေးကွက်နော်မိမခုနပြောမယ်မွေးကွက်ပြီးတဲ့အပြင်တော့မွေးစားလုံးနဲ့မွေးကွက်ပြီးတော့ကျွန်တော်ရဲ့အကူဒီမားတွေအားလောက်တွေမကျင်တတ်သေးဘူးနော်မကျင်တတ်သေးဘူးအဲ့ဒါမှကျွန်တော်အဲ့လားကြောင့်ထပ်ပြီးတော့မွေးကွက်နဲ့မွေးစားထွက်သွားမောင်လေးဘာထက်လို့ရမလဲရော့အမအခွေးကြရင်လုံးလို့ရတယ်မကြရင်မလုံးနဲ့ဒါပေမဲ့ကျွန်တော်ခုနပြောသူပဲဒီဘက်ထဲမှာပဲကြည့်လိုက်နော်တကယ်လာပေးနေတဲ့ဟာလေးပဲကျွန်တော်ယူပြတာဒါကတော့ကျွန်တော်ရဲ့တာဝန်ဘက်ကိုပြောတာလေကျွန်တော်တာဝန်ရှိတယ်ကိုပါကန်ဆယ်ပြီးတော့ယုံကြည်တဲ့သူတွေကိုလုပ်ပေးနိုင်တာတွေကိုအားလုံးလုပ်ပေးပြီးသားနော်ဒါကတော့ line ပေါ်မှာလည်းကျွန်တော်ပြောပါတယ်တချို့ကြတော့လေဟိုခုနပြောသူပဲဗျာဒီကောင်ထိုင်ပြီးတော့လေးကျဲကျဲနေမှာပေါ့နော်ခုနပြောပဲလေးကျင်းနဲ့ကျဲထင်ပါလေးမကျဲဘူးတကယ်လုပ်ပေးနေတာနော်လိုက်ထဲမှာအများကြီးမပြောဘူးဆိုတာတချို့လိုက်ထဲမှာခုနပြောသူပဲဗျာရားလို့ပြောနေတဲ့သူတွေရှိရမရလို့စိတ်မကောင်းဖြစ်နေတဲ့သူတွေရှိရအဲ့ဒီလူတွေကိုအားနာလို့နော်အဲ့ဒီတော့သူကငိမ့်နေရမထင်နဲ့နော်ခုနပြောသူပဲလုပ်ပေးနိုင်တာတွေအားလုံးလုပ်ပေးတာအခုကျွန်တော်ပတ်တီးနဲ့မနှက်ပြန်အတွက်နေလိုက်သမားတွေကိုအားလုံးပြောခဲ့ပြီနော်မနှက်ညအတဲဆုံးတစ်ချိန်တော့ကျွန်တော်ကြိုးစားပေးမယ်အကန်ကောင်းရဲ့နှစ်ချိန်ပြောရမယ်အခုကျွန်တော်ပေးတဲ့ဟာမနှက်ပြန်တောက်ကြနေတနေကုန်စာအတွက်လုံလောက်တယ်နော်ဘာကြောင့်ဒီနေ့မရတဲ့သူတွေမနှက်ပြန်ပြင်ရအောင်ကြိုးစားပေးထားတာနော်ဒါကတော့ကျွန်တော်ခုနပြောပဲကျွန်တော် live ကိုကြည့်ရင်ကျွန်တော်ခုနပဲပြောနေတာပဲကျွန်တော်ကကြိုက်တာနော်ဟုတ်တယ်ခုနပြောလို့ပဲဒါပေမဲ့ခုနပြောသူပဲဟိုလူတိုင်းကတော့ခုနပြောပဲလေဗျာဟုတ်တယ်လားတစ်ချိန်တစ်ခါနှစ်ခါတော့တွားပြီးတော့ကြည့်လို့မရအောင်ကျွန်တော်တို့ဆိုရင်အဲ့လိုပဲဟိုတောက်လျှောက်တစ်ပတ်လုံးအများကြီးမှန်လာလည်းရှိတယ်မှန်တဲ့အခါလည်းရှိတယ်เนาะအဲ့တော့တကယ်တစ်စိတက်စိကိုတွားပြီးတော့စိတ်ညစ်နေလို့မရအောင်ဟုတ်တယ်မလားတစ်စိနှစ်စိကိုတွားပြီးစိတ်ညစ်နေလို့မရအောင်အဲ့ကြောင့်ကျွန်တော်ခုနပြောသူပဲကိုလှုပ်ပေးလိုက်တာရှင်တောက်လျှောက်ကိုလှုပ်ပေးလိုက်တယ်ဒါတော့ခံလည်းလဲစိုင်နေဗျာခုနပြောသူပဲကိုယ့်ရဲ့ကြိုးစားအားထုတ်နေလဲစိုင်နေဟုတ်တယ်မလားနှစ်ကြိမ်နှစ်ပတ်ရှိပါပြီဆရာပေးရာကြီးနှစ်ကြိမ်3ကြိမ်အမြဲထွက်နေတယ်အမြဲပျော်ရပါတယ်395 9500ဝေရတယ်ငါရပါတယ်ဟုတ်တယ်ကျွန်တော်ရဲ့ကန်ဆာမျိုးတွေမှာတကယ်တော်တဲ့သူတွေရှိတယ်တချို့ကြတော့လေခုနပြောသူပဲကျွန်တော်အများကြီးထုတ်ပေးဖို့ကျွန်တော်ပြောတယ်နော်မောင်လေးကြိုက်တဲ့ဟာကိုမာကြီးတို့လှုပ်ပေးမာကြီးတို့နောက်ကလိုက်လုပ်မယ်ပြီးလဲမှာကျွန်တော်ကခုနပြောသူပဲကျွန်တော်လှုပ်ပေးတဲ့ဟာခုနပြောပဲနေတိုက်ဆိုရင်တက်နိုင်သလောက်နော်နည်းနည်းနဲ့လိုက်ပြီးတော့လှုပ်တဲ့သူအဆင်ပြေအောင်ဟိုကခုနပြောသူပဲကန်ဆက်တဲ့သူတွေဆိုရင်လည်းရှင်းပြောရင်ကျွန်တော်ကအထူးအောင်တစ်ခွက်နဲ့ဒါပဲကိုကျွန်တော်ကကြိုက်တာတိတ်ပြီးတော့အများကြီးပေးရအောင်လည်းမကြိုက်ဘူးအဲ့ဒီကကျွန်တော်ပေးတယ်မွေးခွက်ဆိုရင်မွေးခွက်လေရောက်အခွေးဆိုရင်အခွေးလေရောက်နော်လုံဘူးတဲ့သူတွေတိရဗျာကျွန်တော်ကအများကြီးမပြောတော့နော်အဲ့တော့ပြီးခဲ့တဲ့ဘက်ကကျွန်တော်နဲ့ကန်ဆက်ထားတဲ့သူတွေအားလုံးဒီ live ကိုကြည့်နေရဆိုရင်လေနော်ဒီဘက်မှာကျွန်တော်2ချိန်ပေါ့2ချိန်3ချိန်ပေါ့ဗျာဒီဘက်ကန်ဆက်3ချိန်ကျွန်တော်လုပ်ပေးထားတယ်အဲ့ဒီတော့လာမပတ်လဲကျွန်တော်တောက်ကြနေရနေစမယ်အလားလုံးလိုက်မှတ်ထားနော်တောက်ကြနေရနေစမယ်ရပါတယ်မောင်လေး1000ဝင်ရတယ်
ကန်ဆက်တာနဲ့ပတ်သက်ပြီးသွားရင်ကျွန်တော်အမြဲပြောတယ်နော်ကျန်တဲ့ဟာတွေဘာမှမသုံးဘူးကျွန်တော် YouTube တစ်မျိုးတည်းသုံးတယ်နော် YouTube ခုနပြောရင်ကျွန်တော်ပြီးတော့မှမောင်လေးဘသူနဲ့မားတယ်ရွေးညာတယ်မလုပ်ပါနဲ့အဓိကမှားတာကကျွန်တော်ကဘာဖြစ်ခုနပြောပဲကျွန်တော်ကဘာမှမဖြစ်သွားဘူးနော်ခုနပြောကျွန်တော်ဘာမှမပြောဒါပေမဲ့အကူဒီမတွေအားလုံးကကျွန်တော်ကိုယုံကြည်လို့လုပ်တာလေနော်အဲ့အတွက်လုပ်တဲ့အလုပ်လေးတစ်ခုအစင်မပြေရင်ကျွန်တော်လည်းဂျားတွေကစိတ်မကောင်းဖြစ်ရတယ်နော်အဲ့လားလေးတော့နည်းနည်းလေးကိုလည်းကြိုးစားပါဗျာဟုတ်တယ်မလားကျွန်တော်လည်း live ထဲမှာပြောနေတာပဲကန်ဆက်ခြင်းရင်ခွန်ရှိတေ6334ခွန်ခွန်8000ခုနှစ်အားလုံးမလုပ်တဲ့ရင်ပြောပါမသိရရှိမေးပါနော်အများကြီးတော့ကျွန်တော်မပြောကိုစိတ်ထဲကြိုက်မှ like လို့ဘယ်သူမှအတင်းမလုပ်ခိုင်းဘူးမင်္ဂလာပါညီမင်းဟုတ်တယ်ကန်ဆက်ရင်နဲ့အလင်းခင်ရလို့ဟုတ်ကဲ့ပါမင်္ဂလာပါအခုတော့တည်ပြီတဲ့မနေ့ပြန်ကိုကျွန်တော်ပြပြမယ်ပတ်တီးကပုံမှန်လေးသွားမယ်နော်တပတ်လုံးခုနပြောလဲကျွန်တော် like ကိုအခုမှကြီးလို့နောက်ဆုံးနေ့လေးကိုလိုက်ပြီးတော့သူများကလိုပဲကိုခုနပြောပဲဗျာဟိုကျွန်တော်ထုတ်ပြရလေးကိုသဘောကျလို့ဗောနော်အများကြီးလဲမလုပ်ချင်ဘူးရွေးပြရလေးကိုပဲမနေ့ညလေးလိုက်ပြီးလုပ်ချင်တဲ့သူတွေကျွန်တော်ပြောမယ်နော်ပတ်တီးလုံးမိုက်ပုံမှန်လေးသွားမယ်အဲ့မှာကျွန်တော်တင်ကွာထုတ်ပေးမယ်အလားလေးကတော့အဓိကပေါ့နော်ထူအောင်လေးပဲဘာလို့ဆိုကျွန်တော်တောက်ကြနေကိုလေပြောမယ်ဆိုတော့အထူအောင်မမိရကြပြီပတ်တီးမိမမိအခွေအတွဲဒါလေးပဲကျွန်တော်မိနေအထူအောင်ကအရင်လာနေမှာဆိုရင်နည်းနည်းဆုံးဗျာ2ပတ်တစ်ခါ3ပတ်တစ်ခါတော့ကျွန်တော်အထူအောင်လေးမိတယ်နော်အဲ့ကြောင့်ကျွန်တော်ဒီဘက်မှာဘာမှမပေးတာဘူးအထူအောင်ပဲပေးတာပတ်တီးပုံမှန်သွားမယ်အထူအောင်တင်ဆော့မယ်နော်အဲ့ဒီပုံစံပဲညီလေးလာမပတ်မွေးကွက်တွေလိုချင်တယ်โอเคလုပ်ပေးမယ်နော်မွေးကွက်လိုချင်မွေးကွက်လုပ်ပေးမယ်လုပ်ပေးမှာပါဒါကတော့သားပုံတွေသုံးပြီးအတူလုပ်တာတွေရှိတယ်ကျွန်တော်ပေးတဲ့တပတ်စာတွေနော်အားလုံးကျွန်တော် like ကိုကြည့်ပြီးတဲ့သူတွေရှိတယ်ဒီအပတ်အကုန်ထွက်သွားတာနော်ဘာမှမကြံသွားဘူး35ဗတိတွေရော35တွေရော5ပတ်တီ35ပတ်တီရောကန်ဆယ်ဟိုကျွန်တော်ရဲ့အမျိုးတွေဆိုရင်လည်းအခွေတွေရောအောကွက်တွေရောပတ်တီတွေရောတခုမှမကြံဘူးနည်းနည်းလေးမကောင်းတာပါလဲဆိုတော့ကျွန်တော် like လွင့်တာခုနပြော like လွင့်တဲ့အချိန်မှာရွေးပေးရလေးတော့မကြောက်ပါဘူးနော်ရွေးပေးရလေးတော့မကြောက်ပါဘူးဒီနေ့မကြရင်မနှက်ပြန်ကြမယ်နော်ဒီနေ့မကြရင်မနှက်ပြန်ကြမယ်ကျွန်တော်အဲ့လိုစိတ်ထဲမှာပြောနေပြီဆိုရင်ငါကိုယ်ငါမလေးမနှက်ပြန်ကိုမနှက်ပြန်ကို10ပတ်ဒီ6ပတ်ဒီနော်တောက်ကြနေတနေ့ကုန်10ပတ်ဒီ6ပတ်ဒီနော်10နဲ့ပတ်သက်ရင်ရွေးပေးမယ်6နဲ့ပတ်သက်ရင်ရွေးပေးမယ်နော်10ပတ်ဒီ6ပတ်ဒီကိုကြိုက်တဲ့လုံးမိုင်းလေးရှိနေကြိုက်တာလေးနဲ့ကတ်ပါနော်ဟုတ်တယ်နော်10နဲ့ပတ်ဒီ6ပတ်ဒီနော်ကိုကြိုက်တာလေးနဲ့ကတ်ပါဒါမှမဟုတ်ကျွန်တော်ရဲ့ကေပေါလေးကိုကြိုက်တယ်ဆိုရင်10နဲ့ဆိုရင်80ခွန်နော်အားလုံးပဲလိုက်မှတ်လိုက်ပါလို့နော်ဟုတ်တယ်86ပတ်ဒီနော်အားလုံးပဲပြောပြမယ်နော်80ခွန်86နော်အပူးထဲဆိုရင်10ပူးထဲဆိုပါနော်86အပူးထဲဆိုပါနောက်ကကျွန်တော်6နဲ့ပတ်သက်ရင်60ခွန်69 6ပူးထဲဆိုပါနော်အများကြီးမဟုတ်ဘူးကျွန်တော်အကြောင်းသိရကိုဒီမကြီးအားလုံးနည်းနည်းနဲ့အားလုံး okay အောင်ပဲလုပ်မယ်နော်နည်းနည်းနဲ့အားလုံးပဲပြောအောင်ပဲလုပ်မယ်ငါတက်တင်တော့35ထွက်တယ်တဲ့မင်္ဂလာပါအကူတဲ့မတွေ့ရကြပြီโอเคပါအထူးဆုံးလေးရွေးပေးမယ်ဒါကသူ့ရဲ့အတွဲပေါ့နော်ကဲပါအကျွဲလေးအထူးဆုံးလေးပတ်တီးနဲ့တင်ခွဲရွေးပေးမယ်နော်ပတ်တီးနဲ့တင်ခွဲရွေးပေးမယ်အပူးသေးဆိုနော်ကျွန်တော်အပူးလေးတွေကြိုက်တယ်မနေ့ဖြတ်မှာ8နဲ့ဆိုရင်8အပူး6နဲ့ဆိုရင်6အပူးလေးတွေပတ်သက်ပြီးတော့လုပ်ပါโอเคရှင်းနေကိုအထူးကုန်84တကွက်ကောင်းနော်အထူးကုန်84ရှင်းနဲ့ပတ်သက်ရင်84တကွက်ကောင်းပါ6နဲ့ပတ်သက်ရင်အထူးကုန်64တကွက်ကောင်းပါနော်ဒါကတော့ကျွန်တော်ပတ်တီးနဲ့ပဲတွဲပေးရနော်အဓိကအားလုံးပဲကျွန်တော်ဘာလဲဆိုအလားလေးရအမှကဲပေါလေးကလာရင်လားမနာရင်အ
ထူအောင်ပဲနော်မနေ့ပြန်တောက်ကြနေကိုအဲ့ဒါကြောင့်ကျွန်တော်မနေ့ညကိုလုံးလို့နော်အဲ့ကျွန်တော်ခဏပြောလို့ပဲအထူအောင်လာရင်လားမလာရင်အောက်ကရွေးတွေကလာမယ်ရွေးတွေကလာရင်နော်ရွေးတွေကမလာရင်အထူနဲ့လာမယ်အဲ့ဘာဆိုတောက်ကြနေကိုအဲ့ဒါ तू ပေးနေတဲ့အတွဲနော်အတွဲကိုတင်ကွက်ကိုကျွန်တော်လာရေးထုတ်ပြပါဆိုကျွန်တော်ခုနပြောလို့ပဲကန်ဆက်တဲ့အမျိုးတွေလေနော်မျိုးတွေလည်းရောက်နေတိုက်ကိုဒီမတွေအားလုံးလည်းကျွန်တော်ပြင်မထားဘူးတချို့ကြတော့ဗာဖြစ်တဲ့ညာဖြစ်တယ်ကျွန်တော် like ထဲမှာ like လေးတေချာကြည့်ပေါ်မှာပြောပါဆိုတာကျွန်တော်အဲ့လောက်ပြောတာနော်တို့ကတော့ခုနပြောလို့ပဲကန်ဆက်မှာအဲ့လိုမျိုးသဘောမရှိပါဘူးနော်ကန်ဆက်တဲ့ဆိုတာသဘောကဘာလဲဆိုတော့တချို့ကြတော့မွေးကတန်းမွေးကက်လေးဝါနာရလိုက်ဆိုတာရှိတယ်နောက်တချို့ကြတော့လည်းနေတိုက်တွေအများကြီးလိုက်မစော်ဘူးဗျာနေတိုက်အများကြီးလိုက်မစော်ဘူးခုနကျွန်တော်ရွေးပြီးတဲ့ဟာလေးတွေအကောင်းဆုံးဖြစ်နိုင်မဲ့ဟာလေးကျွန်တော်ကြိုက်တာလေးတွေကိုသူလည်းကြိုက်လို့အဓိကရွေးချယ်ပြီးတော့လိုက်စော်တာနော်ဒါလေးကိုကျွန်တော်ပြောနေတာနော်အဲ့ဒါကိုကခုနပြောလို့ပဲကိုလှုပ်ချင်တာရှင်ကြိုက်တာကိုကျွန်တော်စိတ်ထဲမှာလှုပ်နော်ကျွန်တော်ခုနပြောပဲအခုကျွန်တော်လိုက်တင်မတဲ့ဟာလေးကိုဒီမှာကျွန်တော်စော့ခြင်းနဲ့စော့ဒါမှမဟုတ်လေကျွန်တော်ယူပြတာလေးတောက်ကြနေ့ကျွန်တော်ခုနပြောမနှက်ညနော်ပတ်တီးကတော့မနှက်ညလုံးနော်မနက်ပိုင်းထွက်ရင်ညနေပိုင်းကိုတင်ခွက်ပါတွဲလုံးမယ်မနက်ပိုင်းတင်ခွက်နဲ့ပတ်တီးထွက်ရင်တော့ညနေပိုင်းကျွန်တော်ကြိုက်တာလေးထပ်ပြီးတော့တင်မိမှာပါဗျာဟုတ်တယ်နော်အဲ့တော့84 8နဲ့တင်ခွက်6နဲ့ပတ်သက်64တင်ခွက်နော်အဲ့လားလေးမနှက်ညတနေ့ကကျွန်တော်တင်မိတာနေလုံလောက်ပါတယ်အဲ့ဒါအနည်းဆုံးကျွန်တော်တို့နော်မနဲ့ညနော်ပျော်ရင်လည်းပျော်ရမယ်နော်အဲ့လားလေးတွေကအကောင်းဆုံးပဲကျွန်တော်ထုတ်ပေးတာโอเคပါကဲနော်အားလုံးလေးကိုကျွန်တော်လိုက်စောင့်ကြည့်ရင်ကျွန်တော်တေချာကျွန်တော်အချိန်ပေးပြီးလွှင့်ပေးနေရနော်ဘာလို့ကျွန်တော်ဘာလို့ငါးကိုငါးမတွေကိုကျွန်တော်အားနာလို့နော်ဒီနေ့ခုနပြောလို့ပဲအဲ့တော့ line လေးအချိန် line လေးတွေကောင်းလို့ကျွန်တော်တက်တင်ပေးရမှာဆိုတော့နောက်ဆုံးနေ့ဆိုရင်တချို့ကြတော့မသိဘူးဗျာတချို့ကြတော့သိတာမဆိုကျွန်တော်တို့တွေကခုနပြောပဲကျွန်တော်ကျွန်တော်နဲ့အကိုဒီမတွေအောင်လဲတူရင်တူမှာပါเนาะကျွန်တော်တနင်္လာအင်္ဂါဒါတစ်ပတ်လုံးဆော့လာတာဗျာနောက်ဆုံးတောက်ကြနေဆိုရင်ကျွန်တော်စနေနေ့ပိတ်ရက်လေးတွေရှိတယ်เนาะတောက်ကြနေဆိုရင်မစော်ပဲမနေနိုင်ဘူးเนาะဘာလို့နောက်ဆုံးလေးတစ်စီးပဲရခုနပြောသူပဲနည်းပဲရမများပဲရတောက်ကြနေဆိုရင်လူတိုင်းကပို့ပြီးတော့သဘောကျကြတယ်ပေါ့ကျွန်တော်လည်းအဲ့လိုပါပဲဘာလို့เนาะပိတ်ရက်လေးမခံပါကိုကိုမတွေကိုလည်းဒါတက်နိုင်တော့လေးလုပ်ပေးချင်တာပေါ့အရင်တော့ကကျွန်တော်နဲ့လက်တွဲဦးတဲ့ကိုရီမတွေအားလုံးရှိနေအခုနောက်ပိုင်းလေးတွေเนาะဒီလာဝင်းကျင်နေဒီမှာလိုက်ပြီးတော့လောက်ပါเนาะဘာလို့ဆိုတော့ကျွန်တော်ခုနပြောသူပဲဒီ9လပိုင်းဒီ9လပိုင်းဝင်းကျင်ပေါ့ဗျာ9ရက်10လ9လအဲ့လလေးမှာဆိုရင်ကျွန်တော်မွေးနေ့နဲ့ပတ်သက်ပြီးတော့ခုနပြောသူပဲကျွန်တော်ထုတ်ပြီးတာလေးရအဲ့လလေးမှာအကောင်းဆုံးလေးတွေဖြစ်ပါတယ်เนาะအားကြောင့်ဘာမှတော့ထွေထူးမပြောတော့ဘူးအဲ့အတွက်အရင်တော့ကန်ဆက်ပြီးတော့လိုက်ဆော့တဲ့သူတွေရှိနေเนาะလိုက်ပြီးတော့လို့နော်အားမဝင်ကျွန်တော်လည်းအခုလက်တွဲနေတဲ့အပတ်တိုင်းမှာကျွန်တော်ထုတ်ပြတာလေးတွေအစင်ပြေနေလို့နော်နောက်ဘက်ကိုလှုပ်ချင်တယ်ဆိုရင်လည်းလှုပ်ဒါပေမဲ့ကျွန်တော်ခုနပြောလို့ပဲ YouTube တပြိုးလဲကျွန်တော်တုံးတယ်ကျွန်တော်ဘာမှမတုံးနော်ဆရာတာဝန်ကျေပြီးသားပါတနေ့ကနေပြီးတာတွေကအကုန်ထွက်တယ်တာဝန်ဟုတ်ကဲ့ပါကျွန်တော်ကတော့ခုနပြောပဲကျွန်တော်ကတော့အားလုံးအကိုဒီမတွေအားလုံးကျွန်တော်ခုနပြောပဲကျွန်တော်ကတော့အများနဲ့ဆိုတော့ဗျာတယောက်နဲ့ဆိုတော့ကျွန်တော်ကတော့ခုနအကိုဒီမတွေအားလုံးတယောက်ချင်းကတော့ကျွန်တော်တော့မှတ်မိချင်မှမှတ်မိပါလေနော်အကိုဒီမတွေအားလုံးကတော့ကျွန်တော်တွေ့ရင်သိမှာပေါ့နော်ကျွန်တော်ပြောပြရတော့ကန်ဆက်ချင်တဲ့အမျိုးတွေကျွန်တော်ပြောရလေးခုနပြောဆိုဗီဒီယိုလေးကိုပြန်ပြီးသေချာနားထောင်နားမလည်ရင်အပေါ်မှာကျွန်တော်တင်ပေးရတယ်ကျွန်တော်မင်းသားပုံပုံအောက်မှာကြည့်လိုက်နော်မင်းသားပုံကြည့်ရင်ကျွန်တော်ရဲ့အမှာဒီဟောနှိပ်ကြည့်လိုက်နော်ဗီဒီယိုဖိုင်လေးတင်လာအဲ့မှာနှိပ်ကြည့်လိုက်ကျွန်တော်မင်းသားပုံလေးနဲ့တွက်တင်ပေးရတယ်ကန်ဆက်တာမလုပ်တတ်တဲ့သူတွေနော်ဒါမှမဟုတ်ဗီဒီယိုလေးကိုသေချာကြည့်နေခုနပြောနားမိတာရှင်မေးပါမလို့တတ်တာရှင်မေးပါကျွန်တော်မင်းသားဘုံလို့ဆဲနေဦးမယ်နော်ကျွန်တော်ကခုနပြောလို့ပဲဒီနေ့မှအများကြီးပြောလို့မရလို့ကျွန်တော်ကနားလည်အောင်လို့ပြောတာနော်ရမင်းသားဘုံတွားကြည့်လို့မင်းသားဘုံမတွေ့ရင်ကျွန်တော်ခုနပြောနေဦးမယ်300 ရပါတယ်6000နဲ့ကြည့်ရဟုတ်ရဲ့အဖွဲပြောင်းမယ်မင်းသားပါဟုတ်တယ်ဒီတော့မင်းသားဘုံတွားကြည့်လို့မင်းသားမတွေ့ကျွန်တော်ပြောနေဦးမယ်305ပြီကပဲ305အောက်ပါနေโอเคပါလုံးရဲ့နည်းနည်းလောက်ကကန်ဆယ်လက်တွဲဖို့ရတယ်အခုမှပြန်ပြီးကန်ဆယ်မယ်โอเคကောင်းဆုံးနေနဲ့ကျွန်တော်ပြန်ပြီးတော့ရှင်းဆက်မယ်နော်ကောင်းဆုံးနေနဲ့ပြန်ပြီးရှင်းဆက်မယ်အဖေဝယ်ခွေရ2ခါတော့ထွက်သွားတယ်နော်ကျွန်တော်ပြောပါပြီနော်မင်း
ကဲအားလုံးပဲနော်ကျွန်တော်ရဲ့မျိုးတွေကိုရီမကြီးအားလုံးပဲချစ်ရတဲ့သူတွေအားလုံးပဲမနှက်ပြန်မှာမနှက်ညနော်အားလုံးပဲပြောနိုင်ပါစေနော်ကျွန်တော်ထုတ်ပေးရလေးတွေအားလုံးပဲမနှက်ပြန်မှာလာပေးပါစီပေါ့နော်ကျွန်တော်ရဲ့သူအားလုံးပဲပြောနိုင်ပါသေးဗျာမနေ့ကမှနေတိုက်တွေရောအဖွဲ့ဝင်တွေရောအားလုံးတူတူပြောမယ်နော်နေတိုက်တွေရောအဖွဲ့ဝင်တွေရောအားလုံးပဲတူတူပြောမယ်နော်ပြောရင်တော့အားလုံးတူတူပြောမှရမယ်မင်းသားမို့ဆိုတော့တောင်ရှိပစိုးလေးနဲ့လာရှာလို့မတွေ့ဘူးလေဒိုင်းနေတဲ့အလုပ်ဖြစ်နေတဲ့သူအဲ့ဒီစကားတော့နည်းနည်းလေးခုနပြောမယ်ကျွန်တော်ကလေခုနပြောပဲလိုက်ထဲမှာတောင်းတယ်ကျွန်တော်မပြောဘူးဆိုတာဗာလဲဆိုတော့ကျွန်တော်ရဲ့နော်ကြီးရဲ့သူတွေပါလို့ပါကျွန်တော်ခုနပြောသူပဲဒီထဲမှာကျွန်တော်ပြောရတာကဘာမှအမှားမရှိပါဘူးညာနော်ခုနပြောပဲဘယ်သူမှလည်းကျွန်တော်ကကျွန်တော်ပြောမယ်ဆိုဘာမှလည်းထွေထွေပြောနေတာမရှိပါဘူးကျွန်တော်ပြောတာကိုလည်းနားလေတဲ့သူတွေရှိတယ်နော်ကျွန်တော်ဘာပြောနေရဲဆိုတာလည်းသူတို့နားလေတယ်အဲ့ဒီ like ကိုကြည့်ပြီးတော့မနားလေတာရှိနေခွင့်လွှတ်ပေးပါနော်ကျွန်တော်တယောက်နဲ့တယောက်ကိုချစ်တဲ့စိတ်လေးထားပေးပါဗျာနော်ကျွန်တော်ဒီမှာပြောနေတယ်ဆိုတာလေကျွန်တော်ပြောတာဘာမှမကောင်းတာမပါဘူးပေါ့လေကျွန်တော်ရဲ့မိသားစုတွေကိုကျွန်တော်လုပ်ပေးနိုင်တာလေးတွေကျွန်တော်လုပ်ပေးထားတယ်နော်အဲဆိုနောက်ဆုံးနေ့လေးမှာအားလုံးကိုတူတူပြောင်းလို့သွားမယ်ဒီလောက်ပဲကျွန်တော်ပြောတာဗျာနော်အခွေလေးရပါတယ်ချစ်စစ်တီလေးရပါတယ်အခွေလေးရပါတယ်305လေးရပါတယ်ကိုမွေအဲ့ဒီမှာကြီးလိုက်ပြီဗျာနော်ခုနမန်လေးတွေမှာရေးနေတဲ့သူတွေကသူတို့လိုက်လို့ရတာလေဗျာအဲ့လောက်ကြတော့ကိုကမရရင်သွားပြီးတော့သူတို့ပြောနေလို့တော့မရဘူးနော်အခုလုံးမှာကိုရပါပဲနော်အဲ့အတွက်ရချင်လုပ်ပဲဒါပဲရှင်းနေပဲကဲလောက်ပဲနော်အားလုံးပဲမိုက်ပါဗျာငါကိုဒီမိုက်အားလုံးပဲပြောနိုင်ပါသည်